ရက်ကွက်ကလေးကိုဝင်ဝင်ချင်းပင်စိတ်ငြိမ်သောပတ်ဝန်းကျင်တန့်ရှင်းနေသည့်လမ်းကလေးကိုမြင်ပြီးကျမသာမကအမခင်မျိုးပါချက်ချင်းသဘောကျစိတ်ဖြစ်မိကြသည်မြင်ရထက်တိုက်ခဲများ၏သဘောတဘာဝအတိုင်းဈေးကမြောက်လွန်လာသည်ဖြစ်နေအိမ်ငန်းငားမည်ဆိုတော့ပထမတက်လေးကိုဦးစားပေးရှာကြသည်အမခင်မျိုးကအင်ကြီးချုပ်ဆိုင်လေးဖွင့်လာသလိုအင်ကြီးလာအပ်သူဖောက်သည်များအရှင်ပြေစေရန်နှင့်အထက်မြင့်ကိုအတက်အဆင်းလုပ်ရန်မလွယ်သည့်အမိကျမ်းမာရေးကြောင့်ပထမတက်လေးကိုသာငားမည်ဟုလည်းကနဦးကပင်ညီအမတွေတိုင်ပင်ထားကြပြီးသားပဲပထမတက်အခန်းငားရန်ကများကလည်းဈေးမသက်သာလှသဖြင့်ဒီအခန်းလေးကိုတက်တာနှင့်ရခဲ့လေသည်ဟုကျမတို့ညီမမှာတအံ့တအောဖြစ်ကနှစ်ခါပြန်မစင်းစားပြီးစာချုပ်ချုပ်ကြသည်ရက်ကွက်လိုင်းလေးကမကျင်းလာသလိုတိတ်အကျယ်ကြီးလည်းမဟုတ်ကားတစ်စီးနှင့်လူနှစ်ဦးလောက်တော့အသာလေးသွားလို့တော့ဖြစ်အဆင်ပြေပါသည်လမ်းကျင်မဟုတ်သဖြင့်လည်းမနက်ချင်းဆိုင်တိုက်ခန်းများတွင်နေထိုင်သူများ၏လှုပ်ရှားမှုများကိုဗရန်ဒါကကြည့်ရင်မြင်တွေ့ရတတ်ပါသည်တတိုက်နှင့်တတိုက်နီးကပ်လှသလိုဖြတ်သွားဖြတ်လာခိုင်မြင်လိုက်လျင်တိမတိရှည်ပြပြုံးပြတတ်ကြသူများမို့ဒီနေရာရောက်ပြီးသိမကြခင်မှာပင်ပတ်ဝန်းကျင်နှင့်နေသားတကြားဖြစ်ကခင်မင်နေလေပြီကျမတို့မနက်ချင်းဆိုင်ရှိအခန်းကတော့မနက်အစောလုပ်ငန်းခွင်ဝင်ကြသည်ထင်သည်မိုးလင်းလို့ကြည့်လိုက်ရင်အခန်းတကားကပိတ်မြဲပိတ်ထားသည်မိုးချုပ်မှောင်ရီစညနေခင်းပိုင်းများတွင်ကြည့်လိုက်ရင်တော့ဗရန်ဒါတွင်အမြဲလိုအလို့ရှုပ်နေတတ်သည့်အမျိုးသမီးတစ်ဦးကိုတွေ့ရတတ်သည်တခါတလေလျှော်ထားသည့်အဝတ်တွေလှမ်းနေသလိုတခါတလေကျပြန်တော့လေအဝတ်တွေရုပ်ကခောက်နေပြန်သည်ဗရန်ဒါတွင်တန်းစီကစိုက်ထားသည့်ပန်းဝတ်များကိုရေလောင်းနေသလိုတပြက်စီးတစ်ချောင်းနှင့်အမိုက်များရှင်းလင်းနေသည်ကိုလည်းမြင်တွေ့ရသည်သူကြည့်လိုက်ရင်အလုံးနှင့်လက်ပြတ်သည်ရဲ့ဟု၍မရှိပေတကုန်းကုန်းနှင့်အလုံးရှုပ်နေသည်ကိုသာမြင်ရသည်ကအများလေသည်သူ့အလုပ်များပြီးနေတော့ထိုရန်ဒါတွင်ထိုင်ကလမ်းမကိုမျှော်နေရင်အိမ်သားများအလာကိုစောင့်မျှော်နေပုံရပါသည်သူခင်မွန်းဖြစ်သူကိုပင်မျှော်နေသလားဒါမှမဟုတ်ကျန်အိမ်သားများကိုပင်မျှော်နေသလားရေဟုမဆိုတတ်သူတို့မိသားစုဝင်ဘယ်နှဦးရှိနေသလဲတော့မသိသူတို့အခန်းကတော့ဖြင့်တခြားအခန်းများနှင့်မတူထူးခြားလှသည်သူအိမ်သားများကပင်မနက်အစောလုပ်ငန်းခွင်ဝင်ကြသူများမို့ညဘက်များတွင်အစောအိတ်ကြလေသလားလည်းမသိကြံအခန်းများမီးလင်းနေပေမဲ့သူတို့အခန်းကြည့်လိုက်ရင်ပိမ့်ပိတ်မှောင်လျက်ပင်တိုက်ခန်းချင်းများမို့လေဝင်လေထွက်ကောင်းသည့်ရန်ဒါသည်ကျမအတွက်အပန်းဖြေရာနေရာတစ်ခုပင်ဖျားရှိခိုးခြင်းအမှုကိုပြုလုပ်ပြီးနေရန်ဒါတွင်ထွက်ထိုင်ပြီးပရိစိတ်လေးရှိသည်ပြီးရင်တော့မီတာပို့အများပြီးဝေလေးရှိသည်ထိုအချိန်တိုင်းကျမသတိထားမိသည်ကထိုအမျိုးသမီးကိုပင်သူတို့အခန်းကမီးလင်းမနေပေမဲ့တခြားအခန်းများ၏မီးလင်းရောင်ကဖြာကျနေသည်မို့ထိုအမျိုးသမီးရန်ဒါတွင်ထိုင်နေတတ်သည်ကိုမြင်နေရသလိုကျမကိုပြုံးရည်ပြခြင်းမရှိသည့်မျက်ဝန်းများဖြင့်ကြည့်နေတတ်ပြီးတချို့ရက်များတွင်ဝမ်းနည်းတကြီးရှိုက်ငိုနေသည်ကိုမြင်တွေ့ရသည်သူစီမှာဝမ်းနည်းစရာဘာအကြောင်းများရှိလို့ပါလဲအိမ်သားများမသိအောင်ရန်နာထွက်ဝမ်းနည်းတကြီးငိုနေသည့်ပုံထောက်နေတော့သူအတော်လေးခံစားနေရယူပဲဖြစ်မည်အခုလေထိုအမျိုးသမီးရန်ဒါတွင်ထွက်ထိုင်ပြီးငိုနေပြန်ပါပြီသူ့ပုံစံကိုမြင်ရတော့ကျမစိတ်ထဲအလိုတနာနေမိပြန်သည်ကျမဖျားရှိကိုအမြအဝေးပြီးလေသည့်အထိသူဝမ်းနည်းတကြီးငိုနေသည်ကမပြီးလေသည်မို့ကျမပင်အားနာလာကအိမ်ထဲသို့ပြောင်းဝင်လာခဲ့သည်အမခင်မျိုးဟိုရှိတိုက်ကအမျိုးသမီးကဘာလို့များဖြစ်လို့လဲမသိပါဘူးငိုနေတာများအတော်ကိုဝမ်းနည်းနေတဲ့ပုံပဲညီမလေးလည်းသူ့ကြည့်ပြီးဗရန်ဒါမှာဆက်ထိုင်ရမှအားနာလို့ပြောင်းဝင်လာရတယ်ဟင်ဘေးခင်းကအမျိုးသမီးလေအမဖြစ်မမြင်မိပါဘူးမင်းချင်းဆိုင်တိုက်ခန်းကလေအမရဲ့သူ့ကိုကြည့်လိုက်တိုင်းငြိမ်ငြိမ်နေတယ်ရေလို့လည်းမရှိဘူးတ
ကူးကုန်းနဲ့လုံးလုံးနေတာကြီးပဲသူ့ယောက်ျားနေများရံများဖြစ်သလားမသိနော်ကျမစကားကြောင့်အမခင်မျိုးကမျက်မှောင်ကျုပ်ပြီးခဏစဉ်းစားဟန်ပြုသည်ခါတိုင်းတော့ဘယ်သူမှမမြင်မိပါဘူးအစ်စ်ပြောင်းလာကြတာနေမှာပေါ့အမခင်မျိုးကမနက်အင်ဂျီလာယူမိသူအတွက်ချုပ်ပေးထားသည့်အင်ဂျီလေးကိုအလှကျဲသည့်များတက်ရင်ကကျမပြောစကားကိုအလိုက်သိမင်ပြန်ပြောလေသည်အမခင်မျိုးတယောက်သူ့လုံးနှစ်သူမှုပတ်ဝန်းကျင်ကိုတတိမထားမိဘူးထင်ဒီမျိုးသမီးကကျမတို့ဒီတိုက်ကိုမပြောင်းခင်ကလေးကအရင်ရှိနေပုံပါပဲကျမတို့ပြောင်းလာပြီးနှစ်ပတ်ကျော်လောက်အထိထိုမျိုးသမီးတိုက်အောက်ကိုဆင်းတာတစ်ချိန်တလေမှမတွေ့ရသဖြင့်လဲအမခင်မျိုးတတိမထားမိတာဖြစ်နိုင်ပါသည်ထိုမျိုးသမီးအကြောင်းစကားဆက်ပြောခြင်းပေမဲ့မနှက်ချုပ်ထဲအမိပေးရမည်မို့အလုံးများနေသည့်အမဖြစ်သူကိုအနောက်ရှက်မပေးတော့ခြင်းသည်မို့စကားစကိုသာဖြတ်လိုက်ရသည်ကျမစိတ်ထဲရှေ့တိုက်ဝရန်တာကအမျိုးသမီးကိုဘာရင်ကြောင့်များစိတ်ဝင်စားဖြစ်နေမိပါလဲထိုမျိုးသမီး၏ထူးခြားလာသည့်ပုံမှန်တွင်မြင်ကြောင့်ဖြစ်မိထင်သည်ထိုမျိုးသမီး၏မျက်နှာသည်ချောလာသည်လည်းမဟုတ်သည့်အပြင်မေးရိုးကားကားနှင့်ယောက်ျားဆန်သည့်မျက်နှာမျိုးပင်သူ့မျက်နှာတွင်ထူးခြားသည်ကတစ်ဖက်နှင့်တစ်ဖက်ထိစက်လူနေသည့်မျက်ခုံးထူထူများပင်အရက်မောင်းကလည်းတာမန်မျိုးသမီးတစ်ဦးထက်ပိုကမြင့်မားလာသလိုကိုယ်ခန္ဓာကလည်းခက်ထွားထွားပင်ဖြစ်လေသည်ကျိုးလေလောက်ရှိသည့်စပင်အုံကောင်းကောင်းကိုကျစ်ဆံမိကျစ်ကချထားလေရှိသည်သူ့မျက်နှာတွင်အမြဲမြင်ရလေရှိသည်ကပါးပြင်နှစ်ဖက်အပြည့်လင်းကျန်ထားသည့်တနခါထူထူများပင်မြင်တွေ့နေကြစေးစိုးပန်းရိုက်အမျိုးသမီးလေးများနှင့်ကွဲထွက်ကအမြင်တစ်မျိုးဆန်းနေသည်မှုလေဒီအမျိုးသမီးကိုကျမသတိထားမိခြင်းပင်ဖြစ်မိထင်ပါရဲ့ထိုမျိုးသမီးကိုမြင်တွေ့ရသည့်အခါတိုင်းကျမကခင်မင်နှင့်လိုစွာပြုံးမြည်ပြနေပြီမဲ့ထိုမျိုးသမီးကတော့ပတ်ဝန်းကျင်နှင့်အဆက်အဆံမလုပ်ချင်သည်ပဲလားကျမပြုံးမြည်ပြသည်ကိုမမြင်၍ပဲလားတို့ဒီမဟုတ်မမြင်ချင်အောင်ဆောင်နေပဲလားကျမမပြောတတ်ပြန်ပြုံးရည်ပြခြင်းမရှိပဲလမ်းမဘက်ကိုသာမျှော်ကြည့်နေလေရှိသည်ထိုအကြောင်းများကိုအမေနှင့်အမဖြစ်သူတို့ကိုကျမကပြန်ပြောပြတတ်သည့်အခါဒီတစ်ခါတော့မရင်မိုးတို့ခံလိုက်ရပြီပေါ့ဆိုတာသားမိနှစ်ဦးစီကရီမောဆနောက်ခြင်းကိုသာခံရလိရှိပါသည်မီးပြက်ကပူလောင်အိုက်ဆက်လွန်လာသည့်လွေညံ့ညတွင်အိပ်ပျော်နေရာကကျမလန့်နိုးလာခဲ့ပါသည်ချွေးများရွှဲနစ်ကအသက်ရှူမဝသလိုဖြစ်နေသည်မို့လင်းငိမ့်ခံရန်ရန်ဒါတွင်ထွက်ထိုင်ခဲ့သည်မီးပြက်နေပေမဲ့တိုက်ခန်းတချို့စီကထွန်းထားလေသည်မီးအလင်းရောင်ကကွက်တိကွက်ကြားကျနေလေသဖြင့်ပတ်ဝန်းကျင်ကအမှောင်ကြီးဖြစ်ပြီးတော့မနေပြီထိုချိန်မှာပဲကျမနာတဲ့အမျိုးသမီးတို့၏ရှိုက်ငိုတန်တဲ့ကိုကြားလိုက်ရသည်တိတ်ဆိတ်နေသည့်ညတကောင်ရန်ချိန်မို့အတန်ကအနီးကပ်လာနေသလိုပြပြပြကြားလိုက်ရသည်စိတ်ဤစိတ်စောမှုကြောင့်မျက်နှာချင်းဆိုင်ရှိကရန်နာကိုလှမ်းကြည့်မိတော့မြင်တွေ့နေကြအမျိုးသမီးစီမှဖြစ်နေလေသည်အမျိုးသမီးကတစုံတစ်ဦးကိုကြောက်လန့်တကြားတောင်းပန်နေသည်နဲ့လက်ဝါးနှစ်ဖက်ကိုပူးကပ်ကပါဇက်ကလည်းတစ်ခုခုကိုရေရွတ်နေသည်ကျမမမြင်ရသည့်အမှောင်ဘက်ခြမ်းမှလူကသူ့မျက်နှာကိုရိုက်လိုက်သည့်ပုံပင်အမျိုးသမီးကသူ့မျက်နှာကိုထိမိဆိုသည်ဖြင့်ကာရင်ပန်းဦးရှိရာဘက်ခြမ်းကိုပြစ်လဲသွားလေသည်သူ့နှစ်ဖူးနှင့်ပန်းဦး၏အစွန်းဘက်ရိုက်မိသွားသည့်ပုံနဲ့ပန်းဦးကကျကွယ်သွားသလိုထိုအမျိုးသမီးလည်းနှစ်ဖူးကိုလက်ဖြင့်အုပ်ရင်ငိုနေတော့သည်ဒါနှင့်မပြီးသေးသူ့နောက်ကျောဘက်ကကျစ်ထားသည့်ကျစ်ဆံမီးကိုဆွဲကိုင်ရင်ထိုကျစ်ဆံမီးဖြင့်အမျိုးသမီး၏လေပင်ကိုဆွဲညှစ်နေပုံရပါသည်အမျိုးသမီးကသူ့လေပင်မှာရစ်ပတ်နေသည့်ကျစ်ဆံမီးကိုလက်နှစ်ဖက်ဖြင့်ပြန်ဆွဲယူရင်အတင်းဖြေလျှော်နေလေသည်ထိုမြေဝင်းကိုအဆဆုံးမြင်နေရသည့်ကျမမှမူထိုသူမလုပ်ပါရန်အော်ဟစ်အကူအညီတောင်းလိုက်ရမည်လားကျမလုံးလိုက်ကမှထိုအမျိုးသမီးအခြေအနေပိုဆိုးသွားမည်လား
တယောက်တည်းအတွေ့အမြတ်ဖြည့်ရှင်းပူနေရလေသည်တိုက်ရှိရနာကိုလှမ်းကြည့်မိပြန်တော့အမျိုးသမီးကရှိုက်ကြီးတငယ်ငိုနေလေသည်အိမ်ထဲကိုလှမ်းကြည့်တော့အိပ်ပျော်နေသည့်အမိကိုအပူဒဏ်သက်သာစေရန်ရက်ခတ်ပေးနေသည့်အမဖြစ်သူကိုတွေ့လိုက်ရသည်မို့စိတ်ထဲအားတက်သွားသည်အမအရှိကိုခဏလိုက်ကြည့်ပါဦးဟိုရန်နာကိုမသိမသာလေးကြည့်လိုက်အောင်ဟိုတခါကျမပြောနေတဲ့အမျိုးသမီးလေးဒီတခါလည်းသူ့ယောက်ျားနဲ့ရန်ဖြစ်နေပြန်ပြီနဲ့တူတယ်ဒီတခါတော့ပူဆူတယ်သူ့ယောက်ျားကနှိပ်စက်နေတဲ့ပုံပဲသူ့ခမငိုနေလိုက်တာမြင်နေရတဲ့ကျမတော့စိတ်ထဲမကောင်းကျမကရှိရန်နာကအမျိုးသမီးကြုံနေရသည့်အဖြစ်အပျက်ကိုပြန်ပြောင်းပြောတော့အမကထိုရန်နာကိုလှမ်းကြည့်သည်အတော်ကြီးကြာလေသည့်အထိစူးစိုက်ကြည့်ပြီးဘာမှမထူးခြားလေသည့်နဲ့ဗမာရုံးမှုစကားဆိုလေသည်ကျမပြန်ကြည့်မိတော့လေခက်ဆော့ဆော့ကမြင်လိုက်ရသည့်မြင်ကွင်းမျိုးမဟုတ်တော့ပတ်ဝန်းကျင်ကတိတ်ဆိတ်နေသလိုထိုရန်နာတွင်ဘာကိစ္စမှမဖြစ်ခဲ့သလိုမျိုးပုံမှန်အတိုင်းပဲတိတ်ဆိတ်နေလေသည်ဒီကောင်မလေးအိတ်ချင်မှုတို့နဲ့ဘာလို့ပြောနေမှလည်းမသိဘူးဘာမှလည်းမတွေ့ပါပတ်ဝန်းကျင်ကမီးပြက်ပြီးတိတ်ဆိတ်နေတာသူတို့ရန်ဖြစ်နေအတန်တွေကြားမှာပေါ့ဟုတ်တယ်အမရဲ့အဲ့ဒီအမျိုးသမီးဝမ်းနေတကြီးငိုနေတာညီမလေးနားနဲ့နီးကက်ကက်ကိုတီချာချမ်းလိုက်ရတာအခုကအဆင်ပြေသွားလို့အထဲပြောင်းဝင်သွားတာနေမှာပေါ့မနဲ့အလွတ်သွားရအောင်ပါစောမထနိုင်မနေဦးမယ်အိတ်တော့ညီကတော့လာချိန်ကမမှန်တာပြက်ချိန်နဲ့ပြက်ချင်တယ်လို့ပြက်နေတော့အချိန်တော့မှန်တယ်မိကိုစောင့်နေနေတော့အိတ်လိုက်တော့ခဏနေအိတ်လိုက်မယ်မမီးမလာတော့အိတ်မရမယ်အတူတူရန်နာကလေတိုက်နေတော့ဒီမှာခဏထိုင်လိုက်အောင်မယ်ကျမစိတ်ထဲတစုံတစ်ခုကိုမကျေနပ်တယ်လို့မတင်မကြလဲဖြစ်နေမိသည်အမပြောတယ်လို့ပါပဲမီးပြက်ပြီးတိတ်ဆိတ်နေသည့်ညတကောင်ရန်အချိန်မို့ရှမ်းဖြစ်အော်ဟစ်နေတဲ့အမျိုးသမီး၏ငိုတန်တို့ကိုကြားရမည်မှာသိကြသည်ရှေ့ကရန်နာကိုလှမ်းကြည့်ပြီးတော့ထိုမျိုးသမီးကိုမတွေ့ရတော့ခုနကအမျိုးသမီးပြစ်လေတော့ကြကွဲသွားသည့်ပန်းဦးလေးကငကိုမူလတုန်းကအတိုင်းပဲအကောင်တိုင်းရှိနေလေသည်ခုနကရှုပ်ထွေးခဲ့သည့်ခြေနေနှင့်မသက်ဆိုင်စွာဘာမှမဖြစ်ခဲ့သလိုမျိုးတိတ်ဆိတ်လိုနေလေသည်လမ်းမထက်ကခွေးတအုပ်စီမှဆွဆွဲငယ်ငယ်ဥလိုက်သည့်အတန်ကဒီနေ့ကြကမှပူချောက်ချစွာကြားလိုက်ရလေသည်ဟေ့ငယ်မလွတ်သွားတော့မလို့လားမကြီးလည်းအိမ်ငါပေးပြီးကလေးကညီတို့ဘက်မရောက်ဖြစ်တာကြာပြီနေရထိုင်ရတာအဆင်ပြေတယ်မဟုတ်လားမနက်ခင်းရုံသွားဖို့အလားလမ်းတွင်ပွဲစားအမမက်နွယ်နှင့်စုံနေသည်ညီမနှစ်ယောက်လှုပ်စာဖြင့်အမေစေးဘိုးဘွားကအိမ်ငါးခါများဖြည့်ရှင်းနေရသည်မို့ကျမတို့အိမ်ပြောင်းတော့မနွယ်ကပဲအခန်းရှာပြီးအိမ်သားကတက်တာစီရန်အိမ်ရှင်ကိုလာကညှိနှိုင်းပေးရှာသည်ပထမတစ်နေ့ဖြစ်သည်ဖြင့်လည်းအမခိုင်မျိုးစီအင်ဂျီလာအပ်သူများနဲ့ဖောက်တဲ့ပြတ်မသွားသလိုဒီခန်းလေးကအကျိုးပေးသည်ဖြင့်လည်းကျမတို့ကကျေးဇူးတင်နေရသည်အဆင်ပြေပါလေအမနွယ်ရဲ့ဒီခန်းလေးမှာနေရတာလည်းစိတ်ချမ်းသာပါတယ်အမနွယ်ကိုတစ်ခုလောက်နေလို့ရမလားအဆင်ပြေရဆိုဝမ်းသာပါလေအမကအဆင်မပြေမှဆိုလို့စိတ်ပူနေတာသူများစီကပွဲစားကယူပြီးတာနဲ့ညနေလိုက်ခဲ့ပြင်မလုပ်ချင်ပါဘူးဘာမင်းမလို့တော့ကဲမေးကျမတို့တိုက်ရှိကမျိုးသမီးကိုမသိလားအရက်ထောင်ထောင်မောင်းမောင်းနဲ့ချစ်ဆံမြေမြဲချစ်ထားတဲ့အမလေးကျမစကားဆုံးတော့ပွဲစားအမမနွယ်ကမျက်နှာတစ်ချက်ပြတ်သွားသလိုရီကျဲကျဲဖြစ်ဆိုလေသည်ညီးကမငင်းအေးနေအောင်စုံပူသွားပြီပေါ့လမ်းစရာတော့မဟုတ်ပါဘူးသူကအဆိုးကြီးတော့လည်းမဟုတ်ပါဘူးအခန်းချင်းမဲ့သူစောင့်နေမှာလို့သွားပြီငယ်မကြီးပွဲစားမနွယ်ကကျမကိုနှုတ်ဆက်ပြီးထွက်သွားတော့သည်သူပြောသည့်ပုံရဆိုရိုင်းနာကတွေ့နေရသည့်အမျိုးသမီးနာမည်ကမငင်းအေးပေါ့သူ့ပုံစံကမနွယ်ပြောသလိုလမ်းစရာပုံစံမဟုတ်သလိုအပေါက်ဆိုးသည့်ပုံစံမျိုးလဲပေါက်မနေပါပဲမနွယ်ကဘာကြောင့်များသူစကားကိုဆိုရလေတယ်လဲသူဆိုးနေရောသူ့အိမ်နဲ့သူနေသည့်သူများမို့ကျမကရောဘာကိစ္စနဲ့လန့်ရကြောက်ရမည်လဲ
လုံရောက်တော့လေတနေ့တာအလုပ်ကိစ္စများနှင့်လေပတ်နေသည်မို့ထိုကိစ္စကိုမိမိပြပြောက်ပင်ဖြစ်သွားလေသည်မခိုင်မျိုးအင်ဂျင်နီယာကကိုခန္ဓာပေါ်တင်လိုက်ပြန်ကြည့်ရမလို့ပဲချက်ကပ်နေတာပဲလို့အင်းကသမီးတွေကပြောလို့လာအပ်တာနော်လှလှလေးချုပ်ပြရမယ်စိတ်ချပါအမရဲ့စိတ်ကြိုက်ပုံဖြစ်စေရမယ်နော်မြန်မာတန်လေးကိုတိုင်းဆက်နေလိုက်ပြီးပါဦးကျမကအမဖြစ်သူလို့အချုပ်လို့ကိုဝါဒနာမပါမကျွမ်းကျင်နေနဲ့တဏီကုံဆက်ပေါ်ကမစင်တကုန်းကုန်းလေးချုပ်နေရသည်အမဖြစ်သူတက်တာစီရတော့ကိုနိုင်ရကိုပေးဖြစ်ပါသည်အင်ဂျင်လာအပ်သည့်အမျိုးသမီးကဘေးတိုင်မီနီတက်တွေနေထိုင်ပြီးမီနီမတ်အသေးလေးဖွင့်ထားသည်မို့ထိုမီနီမတ်တွင်မကြာခဏဈေးဝယ်ဖြစ်နေသည့်ကျမနှင့်လည်းမျက်မှန်းတက်မိကပြုံးရည်ပြသည့်ထီတော့ရင်းနှီးနေလေပြီထိုမျိုးသမီးကိုမြင်တော့ရှေ့ရက်ကပွဲစားမနွယ်ပြောသွားသည့်စကားကိုပြန်ကြားရောက်ပြီးရန်နာကအမျိုးသမီးတစ်ဖြစ်လေမငင်း၏အကြောင်းမေးကြည့်ရန်စကားဆလိုက်သည်အမကဒီနေရာနေတာကြပြီဆိုတော့တခုမေးချင်လို့ဒီနေရာကအမတို့ငယ်မွေးချမ်းပေါက်ပဲလေမသိတာမရှိဘူးရှင်မိုးကဗာသိချင်လို့လေဟိုရှိတက်ကအမကြောင့်မေးချင်လို့အရက်ထောင်တောင်မှမျက်ခုံးနှစ်ဖက်ကထိဆက်နေပြီးတော့မျက်နှာမှာတနခါအပြည့်လင်းထားတတ်တယ်လေကျိုးလေးလောက်ရှိတဲ့စပင်းကိုချက်ဆံပြီးအမြဲကြည့်ထားတယ်အဲ့ဒါမငင်းအေးလေဘလို့လုပ်တည်လာတော့လေကျမစကားဆုံးတော့သူကတအံ့တော်ဖြစ်ပြန်မေးသည်ကျမကစပြောင်းလာသည့်နေ့ကလေးကအခုအချိန်ထိကြုံတွေ့ခဲ့ရသည့်ဖြစ်ချောင်းကုန်စင်ပြောပြတော့သူ့မှာပါဇက်အဟောင်းသားဖြစ်နားထောင်ရင်တရှုံရှုံဖြစ်ငိုတော့သည်အဲ့ဒီခန်းကလူမရှိဘူးလေညီမရဲ့မရှိဆိုလူမနေတာ3နှစ်လောက်တောင်ရှိနေပြီပဲမြတ်စွာဘုရားကျမတော့နီနီမက်ပိုင်ရှင်မျိုးသမီးပြောနေသည်ကိုနားမလည်နိုင်တော့ညနေခင်းတိုင်းရန်နာမှာတစ်ခုမဟုတ်တစ်ခုဖြစ်လှုပ်ရှုပ်နေတတ်သည့်အမျိုးသမီးကဘသူတဲ့လဲဘယ်ရောက်သွားတဲ့လဲထိုမျိုးသမီးဆက်ပြောလိုက်သည့်စကားကြောင့်ဒီတစ်ခါအံ့ဩရသည့်သူကတော့ကျမတို့ညီမတွေပင်အမခိုင်မျိုးကြီးဆက်နှင်းတန်ကတိကနေရက်ပြီးဘေးနာကကူနေသည့်ကျမလည်းလှုပ်လက်စားလုပ်ကိုရက်ဖြစ်ပြီးမရှင်းမလင်းဖြစ်နေသည့်အဖြစ်အပျက်ကိုမေးရတော့သည်အဲ့ဒီခန်းမှာလွန်ခဲ့တဲ့3နှစ်ကမငင်းကြီးတို့လင်မယား2ယောက်နေတာလေမငင်းကြီးဆိုတာအမရဲ့ညီမဝမ်းကွယ်တော်လေအစကတော့နေမှာပဲနေကြတာအဖေလူသူကမြူတက်ပြီးရောင်းဝယ်လုပ်တယ်အမအတော်ဆုံးတော့ရန်ကုန်ကမိမနဲ့နောက်အိမ်အောင်ထပ်ပြူလေးရဲ့မငင်းကြီးကနာမည်နဲ့မလိုက်အောင်သူ့ဘဝလေးကမငင်းကြီးရှာပါဘူးမိတွေကပိုင်ဆိုင်တဲ့မြတ်ချင်းနေတယ်အတန်းပညာလည်းစမတန်ရဘူးအိမ်လုတာလုရရှာတာအရွယ်ရောက်လာတော့မိတွေကသူ့မောင်ဆိုလားအဲ့ဒီလူနဲ့ပေးစားတယ်အဲ့ဒီမှာခုနေတဲ့နေရာကိုဝယ်ပေးပြီးကျန်တဲ့ပိုင်ဆိုင်မှုတွေအကုန်သိမ်းသွားတာပဲကြာကြာဖြစ်သူကလည်းပွေရှုပ်ပြီးအပျော်ပါမှတ်သလားမမီးနဲ့အိမ်ပေါ်တော်မကောင်းတဲ့မိန်းမခေါ်တင်တာအမတို့ဝင်ပြောတော့သူ့ယောက်ျားကဓာချင်းချင်းလို့ရုံရောက်ခဲရောက်တဲ့အထိဖြစ်ရသေးတာယူယူအားကြီးကသူ့ယောက်ျားကိုအတော်ချစ်ရှာတာဘာလို့လို့မပြောရှာဘူးမူးလာရင်နှိစက်တာလည်းသိခံရှာတာသူခမအိမ်ရောက်တော့မစင်ရရှာအဲ့ဒီရန်နာလေးကပဲလမ်းမကိုညှော်နေရရှာတာပြောနေသည့်သူမှဝမ်းနေနေတယ်လို့နားထောင်နေရသည်ကျမတို့ညီမမှလည်းဟင်းဆိုသည်အာမီဒိတ်တန်ပေါင်းစုံဖြင့်မချစ်တင်ရဲ့ဖြစ်ရစိတ်မကောင်းဖြစ်ကြရသည်နောက်တော့အဲ့ဒီလူကဆေးပါတုံးလာတော့တာလက်ဝတ်လက်စားတွေအတင်းချူဆေးဘူးမရရိတ်နဲ့နှိပ်စက်တာဘလက်တောင်လို့မဆန်တယ်လေဆိုဆေးကြောင်ကြောင်မငင်းကြီးကြည့်ထားတဲ့ချစ်ဆန်မင်းနဲ့လေဘင်းကိုပြစ်တက်တဲ့ထီပဲအခုသူလဲထောက်နေတည်သလားရှင်သလားမသိမငင်းကြီးရဲ့အရှိရောင်မြင်ရတယ်လို့တချို့တွေပြောနေတာအမတို့ကယုံကြည်မရှိခဲ့ဘူးအခုညီမကပုံစံတိကျနဲ့ပြောတာဆိုတော့မယုံလို့မဖြစ်တော့ဘူးအမတို့ကတခါမှအဲ့လိုမပြခဲ့ဘူးညီမလေးကမှပြတာဆိုတော့ထူးဆန်းလိုက်တာကိုအမတို့သူ့အတွက်ကောင်းမှုကုသိုလ်လေးလုပ်ပေးပါမယ်အဲ့ဒီနေ့ကျညီမလေးပါလိုက်ကူပေးပါဦးနော်မီနီမက်ပိုင်ရှင်မျိုးသမီးနှုတ်ဆက်ပြီးပြန်သွားသည့်တိုင်အောင်ကျမတို့ညီမမောင်ငူကြီးကြံရိတ်ခဲ့ကြသည်အခန်းချင်းထဲမှာနှစ်ကာလကြာအောင်ပြည့်မိနေခဲ့သည်
စိတ်အသေးနှင့်ရှင်နိုင်ခဲ့ရသည့်အမျိုးသမီး၏မျက်ဝန်းအသေးများကိုပြန်မြင်ရမိနေသည်သူဘလောက်ထိတောင်များမွန်းကျက်နေခဲ့လိမ့်မလဲထိုမွန်းကျက်မှုတွေကနေအမှန်တကယ်လွတ်မြောက်စေခြင်းမိပါသည်ကွယ်လွန်သူမငင်း၏အတွက်ယေရှုကုသိုလ်မငင်း၏အတွက်ယေရှုလှူဒန်းသည့်အနေနှင့်သူ့မွေးရမည်နယ်မြေလေးရှိသီလရှင်ကျောင်းဆောင်ငယ်လေးဆက်လက်လှူဒန်းရာနေရာတွင်မငင်း၏အမဝမ်းကွဲတော်ဆက်သည့်မိနီမက်ပိုင်ရှင်အမျိုးသမီးကဥဆောင်လှူဒန်းပေးခဲ့သည်ထိုပွဲလေးကိုကျမတို့ညီမပါလိုက်ပါကူညီခွင့်ရခဲ့ပါသည်ရန်ကုန်ရှိမိဘမေကေဟာတစ်ခုတွင်လည်းကလေးများအတွက်လိုအပ်သည့်အသုံးဆောင်များလှူဒန်းသည့်ပွဲတွင်လည်းကျမနိုင်ရငွေလေးဖြင့်မငင်း၏ကိုစားလှူဒန်းပေးဖြစ်ခဲ့သည်သူ့ဘဝလေးငင်းရအောင်အရင်ရောင်ပြနေမဲ့သူရှာတွေ့တော့လေလူတွေကကြောက်ကြတယ်။သမီးကိုအရင်ရောင်ပြခဲ့တာကလေဒီဘဝကသူလွတ်မြောက်ချင်တယ်လို့နေမှာတကယ်တော့လေသူတို့ဘဝလေးတွေကတနာစရာကောင်းပါလေသူလွတ်မြောက်ခွင့်ရတဲ့အတွက်လေကိုညီပေးတဲ့သမီးလည်းကုသိုလ်ဖြစ်ပါလေကွယ်ဒီလက်ရှင်ဆရာကြီးဤစကားအဆုံးမှာကျမနာလင်းငင်းလေးဖြစ်ပြေးသွားသလိုအေးအေးစိမ့်စိမ့်ခံစားလိုက်ရသည်ထိုနေ့ညအိမ်မက်လူလူတကယ်လူလူနိုးတဝက်အိတ်တဝက်ရှိခဲ့သောအိမ်မက်ထဲတွင်တော့မငင်းကြီးကကျမလက်ကိုစုပ်ကိုင်ရင်ကျေးဇူးတင်စကားဆူနေခဲ့လေသည်ပြုံးကြီးပြခြင်းကင်းမဲ့လျက်အေးဆက်နေခဲ့သည့်မျက်ဝန်းအသေးများဖြစ်သာမြင်တွေ့ခဲ့ရဘူးသည့်မငင်း၏မျက်ဝန်းကလေးများသည်တလက်လက်ဖြင့်ကြည်လည်နေသလိုပါအပြည့်လင်းကြံကထားသည့်တနခါထူထူများဖြင့်နှင့်လူစွာပြုံးရည်လျက်ရှိနေပါသည်ပုံရိပ်တွေကပြက်ပြက်ထင်းထင်းရှိနေစေအသက်ရှူမဝသလိုဖြစ်ပြီးချွေးများဖြင့်ရွှဲနစ်နေကကျမလက်နူလာခဲ့သည်ဝန်းကျင်ကပိမ့်ပိတ်မှောင်မိုက်နေသည်ထုံးစံအတိုင်းမီးပြက်သည်နှင့်ချိန်သားကိတ်ထားသလိုပင်မျက်လုံးများအလိုလိုပွင့်လာသည်ဒီညလေကျမဝရန်တာဘက်ထွက်ထိုင်မှဖြစ်မည်မီးပြက်နေပေမဲ့လာကွေးကလေး၏အလင်းရောင်ကြောင့်ဝန်းကျင်ကလင်းချင်းနေလေသည်အေးအေးငိမ့်ငိမ့်တိုက်ခတ်လာသည့်လေနုအေး၏အထီးအတွေ့ရမှပင်နေသာသလိုရှိတော်သည်ဖြတ်ပြေးလာသည့်လေနုအေးတဲ့တနက်ခါရနံ့တင်တင်ကမွေးအီလာသည်ကျမလက်မောင်းတစ်ဖက်တွင်အေးဆက်နေသည့်လေညင်းကလေး၏အထီးအတွေ့ကိုခံစားလိုက်ရသည်ခက်ဆော့ဆော့ကမွေးအီခဲ့သောတနက်ခါရနံ့တို့ကိုလေညင်းကလေးကတည်ဆောင်သွားလေသည်ထင်မွေးရနံ့တို့တဖြည်းဖြည်းဝေးသွားလေသည်လာရောင်ဖြာကျနေသည့်ရှေ့တိုက်ရန်နာကိုကျမလှမ်းကြည့်လိုက်မိသည်လာရောင်အောက်တွင်ပကတိအတိုင်းငြိမ်သက်နေသည့်ရန်နာကိုတွေ့လိုက်ရသည်ကျမပြုံးလိုက်မိပါသည်